အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခုကိုကထပ်ထားတဲ့ Bluetooth speaker လေးပြပေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ကြပါအောင်နော် speaker လေးလိုချင်တယ်အခန်းအလားစဉ်ပစ္စည်းလေးလိုချင်တယ်ဆိုရင်ခုကိုရဲ့ DS60 ကအခုနောက်ဆုံးပါပဲပုံမှန် speaker တွေလို့ပိတ်ထားတဲ့ design မဟုတ်ဘူးအတွင်းက mechanic ပုံစံတွေကိုမြင်နေရတဲ့ transparent light ဖြစ်ပါတယ် battery ကလည်း1000 mAh ပါလို့တစ်ခါအားသွင်းပြရမယ်2နာရီခွဲလောက်ချိန်ကောင်းကောင်းအသုံးပြုလို့ရပါတယ် Bluetooth အပြင် memory card နဲ့လည်းအသုံးပြုလို့ရတယ် JWS system လည်းပါတယ်ကဲအသံထွက်လေးနားထောင်ကြည့်ရအောင်အာမခံပါပြီ fashion speaker ကိုဈေးနှုန်းခက်လက်တောင်းနဲ့အခုပဲဝင်လိုက်